မရှိသေးနာဘဝတွေရင်တွင်လိုက်ပြဝေတန်ဝေကကပူဆွေတော့ကမြင်ကလေးဖြစ်စိုးလေမြည်ရီစုနေကြည်ကွယ်ငိုတဲ့တွေတဘာဝလာတရားယူ၍ပြက်ခါနေကြည်ကွယ်စရာဖြစ်တွေမရှိသေးနာဘဝတွေရင်တွင်လိုက်ပြဝေတန်ဝေကကပူဆွေတော့ကမြင်ကလေးဖြစ်စိုးလေအိုးအိမ်ပျက်စီးကအပူမီပြန်ချာတာနှမြပစ္စည်းဥစ္စာမြေကြီးအနောက်ပါသွားလေရှာပေမာလေးကဥစ္စာတော့ကအပူနဲ့လူပါလောဘပူနဲ့လူပါအဖေရဲ့ခေါ်တဲ့မကြပါအမေရဲ့ခေါ်တဲ့ဝေးကွာဘယ်လောက်အားငဲ့နေမလဲဗျာမလဲနေမျောလင့်ချက်ရင်မှာပြင်းနေခံစားရဝေဒနာဆိုတွေခဏလေးပြပြမြင်လေးပါဦးလေနာချင်လို့လူရှိုက်တဲ့တရားများရဲ့ထိုးနေဝေဒနာတွေမြင်ကလေးအဖြစ်ဆိုကြီးရဲ့တိုင်းပြီးကြည်ခွေရှိုက်တီးသေးဝေမျက်ရည်ဝေတဲ့လူနောက်ပါသွားလေရှာပေမာလေးကဥစ္စာတော့ကအပူနဲ့လူပါလောဘပူနဲ့လူပါအဖေရဲ့ခေါ်တဲ့မကြပါအမေရဲ့ခေါ်တဲ့ဝေးကွာဘယ်လောက်အားငဲ့နေမလဲဗျာတွေးရင်နေစုနေကြည်ကွယ်မလဲနေမျောလင့်ချက်ရင်မှာပြင်းနေခံစားရဝေဒနာဆိုတွေခဏလေးပြပြမြင်လေးပါဦးလေနာချင်လို့လူရှိုက်တဲ့တရားများရဲ့ထိုးနေဝေဒနာတွေမြင်ကလေးအဖြစ်ဆိုကြီးရဲ့တိုင်းပြီးကြည်ခွေရှိုက်တီးသေးဝေ